Hello, Dinero America ye Allah pasong yati steady forma yati uturi be mahobu no di tipin wi pyaung le nede kala sate balaw hla le America ye Allah song yati ma di တည်ရွယ်တွေပြောင်းလဲတဲ့အချိန်မှာတည်ရွယ်တွေကျွေဖို့အတွက်သူတို့စပြီးတော့နှွမ်းနေတဲ့အချိန်မှာဘယ်လောက်လှလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ပြမယ်နော်ဒီမှာတကယ်ဥယျာဉ်တစ်ခုလိုပဲအရန်လှနေတာဆိုတဲ့တောင်တန်းတွေများတဲ့နေရာမှာဆိုလို့ရှိရင်ဥပမာကိုလိုရာဒိုတို့ပန်ဆယ်ဗေးနီးယားတို့ဗာဂျီးနီးယားဘက်မှာဆိုလို့ရှိရင်ပိုးတော့လှသေးတယ်အခုဒီနေရာကအလဘာမာဖြစ်တယ်နော်အလဘာမာကာကြီးတွေရနာတဲ့နေရာဖြစ်တယ်ဒီကနေ့လှမ်းမြင်ရတဲ့နေရာတွေဒါကတစ်ပင်ကြီးစပြောင်းလဲနေတဲ့အချင်းဖြစ်တယ်ဒီအရွယ်တွေကအစိမ်းရောအဝါရောအနီရောဒီလိုမျိုးရောအကုန်လုံးတစ်ပင်တွေကစပြီးတော့အရွယ်တွေပြောင်းလဲလာတဲ့အခါမှာအင်မတန်မှလှပါတယ်နော်ကိုရင်တစ်ခုလိုပဲတနင်္ဂနွေလုံးမှာပေးကိုသွားဒီအချင်းဟာလူတော်များပတ်စံရှိလူတော်များဒီချင်းကိုသူတို့ vacation သွားကြတယ်သူတို့အလုံးနာပြီးတော့မှဒီချင်းရွယ်သူတို့လူတွေကပတ်စံရှိရလူတွေကအဲ့လိုမျိုးစုခင်းကောင်းနေမှာကလိုရာဒိုတို့အဲ့လိုမျိုးမောင်တိန်နာတို့ဖက်မှာတောင်တန်းနေရှိနေမှာသူတို့ vacation တော့ပဲပတ်နှစ်ပတ်အဲ့လိုကားနဲ့သွားနေကြတာဆိုတော့အင်မတန်မှလှပတဲ့ရာသီအချိန်ကာလဖြစ်နောက်လာခုက November ဝင်ပြီဆိုတော့ nowဒီလာမကုန်ခင်မှာဒီကောင်ဒီအရွက်တွေအကုန်လုံးကျွေတော့မှာဖြစ်တယ်အခုချင်းကအရန်စပဆုံးအချင်းကလာတခုဖြစ်တယ်ဆိုရရတီကိုကျွန်တော်တစ်ချက်လောက်ခံစားလေးကျွန်တော်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်